ဒီ emoji ကိုမင်းနဲ့အများကြီးသုံးဖူးမယ်ထင်တယ်ဒါပေမဲ့ဒီ emoji ရဲ့နောက်ွယ်မှာကဘာပေါ်ကအကြီးဆုံးပဟေလီတစ်ခုရှိနေတယ်ဆိုတာသင်သိပါသလား Easter Island လို့ခေါ်တဲ့ Rapa Nui ကျွန်းမှာဒီလိုကြောက်ရွံ့တုကြီးတွေ900ကျော်လောက်ရှိတယ်သူတို့ကို Moai လို့ခေါ်တယ် Moai တွေဟာလူမျက်နှာပုံစံကြီးတွေဖြစ်ပြီးတချို့ကအမြင့်10မီတာကျော်အလေးချိန်ကတော့တန်ပေါင်း80ကျော်ထိရှိတယ်ဒါကိုရှေးလူတွေကတာမန်ကရိယာတွေနဲ့ပဲထုလုပ်ထားတာပါအံ့ဩဖို့ကောင်းတာကဒီရုပ်တုတွေကိုဘလို့ပို့ဆောင်ခဲ့တာလဲဆိုတာဒီနေ့ထိအပြည့်စုံမသိသေးဘူးတစ်သုံးတွေပေါ်တင်ပြီးလှိမ့်သွားတယ်ဆိုတဲ့ theory လည်းရှိတယ်တချို့ကတော့သူတို့ကိုလမ်းလျှောက်စေခဲ့တာပဲလို့တောင်ပြောကြတယ်မိုအိုင်တွေဟာတာမန်ရုပ်တုမဟုတ်ဘူးသူတို့ကဘိုးဘွားတွေကိုကိုးစားပြုတဲ့ spiritual guardians လို့ယူဆကြတယ်ကျွန်းသူကျွန်းသားတွေကသူတို့ကိုကြီးရွာကိုကာကွယ်ပေးမယ်လို့ယုံကြည်ခဲ့ကြတယ်ဒါပေမဲ့နောက်ပိုင်းမှာကျွန်းပေါ်တစ်တိုးတွေပျောက်ကွယ်သွားတယ်အရင်းမြစ်တွေကုန်သွားပြီးလူအဖွဲ့အစည်းလည်းပြောင်းလဲသွားတယ်အဲ့ဒီနောက်မိုအိုင်တွေကိုတော့အများစုကလဲကျသွားခဲ့ကြတယ်ဒီနေ့တော့မိုအိုင်တွေကကဘာပေါ်မှာအကြီးဆုံးသမိုင်းဆိုင်ရာပဟီလီတစ်ခုအဖြစ်ကြံနေစေပါသူတို့ကလူသားတွေဘလောက်ထိအံ့ဩစရာတွေဖန်တီးနိုင်ခဲ့လဲဆိုတာကိုသက်သေပြနေတယ်